တခြားနေရာလေးတွေရောကိုရွေးပြပါဦး ဟုတ်ကဲ့ဒါလေးကတော့ဘာလီခီးစဉ်လေးပါဘာလီခီးစဉ်မှာဆိုလို့ရှိရင်လည်း9ညရဲ့6ရက်ခီးစဉ်ဖြစ်ပြီးတော့တောင်တန်းရောပင်လယ်ရောကျွန်းရဲ့အငွေ့သက်တွေရောတပြိုင်နက်တည်းခန်းစားစီရမှာပါ package တွေအနေနဲ့ဆိုလို့ရှိရင်လည်းအနည်းဆုံး2ဦးကနေစပြီးတွားလို့ရပြီးတော့တဦးဟိုမှာ USD ဒေါ်လာ400ကျော်လောက်နေနဲ့တွားနိုင်ပါတယ်ခင်ဗျအခုပြောတဲ့ဘာလီ package ကတော့ဒါဘာလီပတ်ချမ်းကအပီးစီ package ပေါ့နော်ဟိုရောက်လို့ရှိရင်ကျွန်တော်မနက်စာနေ့တစားညစာတွေပါမယ်ပြီးတော့တဲမယ်ဟိုတယ်ကားတွေပါမယ်တွားလာတဲ့ဒီဝင်ကြီးတွေအကျိုးပို့တွေဒါတွေအားလုံးအပီးစီပါဗျလေရင်လက်မှတ်ပို့တော့မပါသေးဘူးပေါ့နော်တကယ်လို့လေရင်လက်မှတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သွားမယ့်ရက်ကိုကြိုသိတယ်ဆိုလို့ရှိရင်တော့ကြိုတင်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းလေရင်လက်မှတ်ကပို့ပြီးတော့ဈေးသက်သာပါတယ်ခင်ဗျဒါလေးကလေဈေးလုံးဆင်ပြေတာပဲချစ်လေးကိုတို့ဘာလီပဲတို့ရမလားဟာကိုကလည်းဘာလဲမနစ်ကချစ်လေးဖေဖေနဲ့မေမေနဲ့အတူတူသွားခဲ့ရလေသွားချင်တော့ပါဘူးတခြားနေရာပဲတွေ့ကြရအောင်လေနော်အဲ့ဒါဆိုလို့ရှိရင်တော့အခုကဒီ honeymoon key စဉ်နဲ့ဖြစ်တာဆိုတော့ဗောနော် romantic ပို့ပြီးတော့ဆန်သွားမယ့်နေရာလေးတခုကျွန်တော်ထပ်ပြီးတော့ညှို့မိပါအောင်ဟုတ်ကဲ့ဒါလေးကတော့ Maldives key စဉ်လေးပါ Maldives key စဉ်မှာဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ resort ကို budget နဲ့အညီစိတ်ကြိုက်ရွေးချယ်နိုင်မှုအတွက်အကောင်းဆုံးစီစဉ်ပေးထားပါတယ်ဗျ package အနေနဲ့ကလည်း2ညအိတ်3ရက်ကနေစပြီးတော့မနက်စာနေ့လယ်စာညစာပြီးလို့ရှိရင်လေဆိပ်ကနေတဲခိုးတဲ့နေရာအထိအကျိုးပို့တွေ snorkeling tour တွေပြီးလို့ရှိရင် dolphin watching တွေစတဲ့ activities တွေကိုလည်း join လို့ရပါတယ်ဗျ package အနေနဲ့ဆိုလို့ရှိရင်လည်းကိုတဲမဲ့ resort ပေါ်မူတည်ပြီးတော့ပေါ့နော်ကိုစိတ်ကြိုက်တယောက်ကိုမှ USD ဒေါ်လာ400လောက်ကနေပြီးတော့ဒေါ်လာ1500အတွင်းကိုစိတ်ကြိုက်ရွေးချယ်လို့ရပါသေးတယ်ခင်ဗျဒါတွေကတော့ဟိုဘက်ဒီ Maldives key စဉ်ဘက်တချမ်းရဲ့ package တွေပေါ့နော်ဒီဘက်ကနေခုနကပြောသလိုပဲလေရင်လက်မှတ်ဖို့တော့မပါသေးဘူးခင်ဗျအခုပြောခဲ့တဲ့ခီးစဉ်တွေကလာတိုင်းရှိတာဖြစ်တဲ့ကြောင့်ကို honeymoon ထွက်မဲ့ရက်ကိုတိပြီးဆိုလို့ရှိရင်ကြိုတင်ပြီးတော့စီးရင်ပေးသွင်းလို့ရပါတယ်ခင်ဗျကိုအဲ့နေရာလေချစ်လေးရသွားချင်နေတဲ့နေရာချစ်လေးကလေမင်းကဆောင်ပြီးသွားရင်အဲ့နေရာကိုဟန်နီမွန်းအရန်ထွက်ချင်နေတာအခုတော့ကွက်တီပဲဖြစ်သွားပြီကိုအားဆိုရင်သွားကြမယ်ဒီအဲ့နေရာပဲနော်ဈေးနှုန်းရရလေသူ package ကကိုရိုင်းစိတ်ထဲညရွေးချယ်လို့ရတာဆိုတော့စားရရလည်းအများနဲ့လိုလိုက်ခဲ့တာဆိုတော့ကိုကျွန်တော် motive ကိုတော့ဗျာဟုတ်ကဲ့ပါတကယ်လို့ Maldives ကန်ချီကိုသွားမယ်ဆိုလို့ရှိရင်တော့သူက package တွေကပေါ့နော်ဈေးနှုန်းကတစ်လနဲ့တစ်လအဲ့လိုဈေးနှုန်းလေးမတူအပြောင်းလဲတွေရှိတာပေါ့တကယ်လို့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2လလောက်ကြိုတင်ပြီးတော့ဈေးရင်ပေးသွင်းနိုင်တော့ပိုကောင်းပါတယ်ဗျအဲ့ဆိုရင်ကျွန်တော်ဝယ်နေပြီးလို့ရှိရင်တော့မဲ့ရက် confirm ဖြစ်တာနဲ့ကိုတို့ဆက်သွယ်လိုက်မယ်လေဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် Wherever you go together with me and Fall